bro မှတ်မိသေးတယ်ရင်ငါလွမ်းမိတယ်ဟိုချိန်ကမျိုးသမီးတွေရဲ့တင်မောင်းခုလိုလိုက်ပြီးတော့မကြည့်တတ်ခင်ကပါစာမွေးပွဲတိုင်းခိုးချဖို့လောက်ပဲခေါင်းထဲမှာချန်နေခဲ့မိုးလင်းကနေမိုးချုပ်တီဂိမ်းဆိုင်ကနေအိမ်ကိုမပြန်ချင်ခဲ့ရွယ်လေးနဲ့ရောက်လာတော့စစ်လေးတွေတောက်တတ်လားအဖေဆိုင်မှာတကယ်ချင်းတွေကိုဖင်ပူအောင်ထိုင်ဆောင်တတ်လားအော်ဘူးတူတာရေးစုံအောင်လို့တော့ဒုံများကြိုးစားဤအပေါင်းသိကောင်းအစင်းတွေတက်လာပြီးတိုဘာကိုအဝီအော်အိမ်မှာဆေးရောက်တွေစမိတော့မေယာငါ့ကိုအန်အော်ပြီးကြည့်အဖေဟာရီမောနေရှက်တာနဲ့ဘာမှပြန်ပြောမိရီစားပေါင်းစုံထားချီရမူဂျိုတွေငါတက်မမကြီးကြောက်နဲ့သက်15နှစ်လောက်မှလူမျိုးရေးပါပြက်ဒေးပါတီရဲ့သွားဖက်ကဲလေးနဲ့ငါပြောပါအပြန်ကြရင် club ဒါမှမဟုတ်ဟိုတယ်ကိုခေါ်တော့လမ်းမပေါ်ရံပွဲနဲ့အိတ်ဆက်ရှိတဲ့အမောင်ညများအားလုံးအမတ်တရဘာတကူမှနောင်တမရလမ်းမများတယ်မှာရှိုးဝဲသွားရင်ကြောပေါ်အိတ်လေးထဲမှာဓာလေးချောင်းပါမှမျောတင်ကျွန်းနဲ့ MCC အုပ်စုလိုက်ငါတို့တွေဇက်တိုက်ရောက်ချုပ်ငယ်ချင်းတွေမြဲရဖြစ်အိုးထုတ်ပဲတည်တန်လိုက်ကောက်လမ်းမင်းများရဲ့အောက်မှာညဆိုငါတို့တွေစစ်သွေးကြွမင်းတို့ခေါ်ရရန်ဖြစ်တယ်ငါတို့ကတော့လက်သွေးရကိုရနဲ့မှာပြဿနာရှာလုံးလို့ကြောင်းအောင်ငါ့ကိုမောင်းထုတ် private school တွေပေါ်လာတော့နောက်တစ်ကြောင်းထပ်ပြောင်းအောင်တရားရုံရင်တစ်ပတ်တစ်ခါသွားစာသင်ခန်းနဲ့ငါဝေးချိန်တုံးနှစ်ကြောင်ဒေါ်လာတွေမျိုးသိခဲ့တာလဲငါမမင်းအဲ့ချိန်တော့ချင်းဆိုဖို့ဝေးကြီးရန်ဖြစ်ဖို့ပဲခေါင်းထဲမှာရှိခုပြန်တွေးကြည့်တော့ဟာသားပဲငါလဲတော်တော်ပြောင်းနေတာပြီးသူတို့ဂျူဒီဘိုးတွေမလောက်တကယ်ချင်းတွေပါစူးစိုက်တချင်းလေးတွေအင်တာနက်ပေါ်တင်ဘသူမှလည်း view မဆိုင်ရီးသားတတန်းကိုနှစ်နဲ့ချီပြီးတော့ငါဟာမြဲခဲ့ဘူးပြီး6မတရားကိုမိန်းမနဲ့မာပြီးကစ်စင်လဲဆွဲခဲ့ဘူးပြီးလမ်းမများ